လိုင်းလေကြားကပန်းရွှေကြားဇလန်းတွဲအပိုင်းဆက်ခွန်ကိုကြည့်လို့ရပါပြီ။ကြည့်ကျင်နေဆိုရင်တော့အခုပြထားတဲ့စခရိုက်ဆိုတာလေးကိုနှိပ်ခဲ့ပြီးကွန်မန့်မှာတစ်ခုခုရေးခဲ့ပေးပါ။ဗီဒီယိုကိုအစဆုံးကြည့်တဲ့သူမှဇလန်းတွဲအစအဆုံးကိုကြည့်လို့ရမှာဖြစ်ပါတယ်။မကြည့်ချင်ရင်တော့ကြော်သွားလိုက်တာမိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်မှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ ဟုတ်လေဖေဖေဆိုပြီးပြေးပါလေနေသွားပြီလားဒုတ်ပဲဒီနေတာ ကျမကလေးတို့တာရောစင်တော့ရှစ်ထပ်ပြီးလောက်နေစမ်းမနဲ့ ကြောင်ညိုရဲ့ ရှင်ကျမပြောစရာစကားကုန်ပြီနော်ရှင်ကိုချက်ချက်ထွက်သွားတော့သမီးအမေဘာဖြစ်နေရလဲသမီးတရားလုံးမကမပါမဲနဲ့မေဘာလို့သူကပါနေရလဲသမီးကိုနားလဲပေးပါဦးမေရဲ့ စောခေါ်လိုက်တာကျွန်တော်ထွက်ခံနေမှာခေါ်တာ ပြန်ခေါ်မယ် ကျွန်တော်ဒီလိုထွက်ခံနေမှာအဖေဖေလို့ခေါ်မှာလှည့်ကြည့်ပြီးတော့မှအဲ့မှာဒီစကားပြောတော့မှကြာညိုမိပါလို့ကလေးရှိမှပြောရဲဆိုရဲအဲ့ဒါ နောက်ချမ်းပေးကြပါပြောလို့ စမ်းမလို့ရိုလင်း ဒီနဲ့အဲ့ရပဲဒီမှာဒီကမှာ နောက်ခုနကလည်း ဟမ် ဖတ်ပါလေနေသွားပြီလားဒီမှာကြည့်နားလို့လေဖေဖေ โอเค ကျဲခေါ်ပြီးခေါ်ကျဲခေါ်ညောင်းခေါ်နော် မကြီးဘူးနော်စုမနော်ကြီးစုမနော် ဘာလို့ပြောစစ်စစ်လုပ်နေရလဲမိုးလေဟမ်ဒီမှာရန်နေဖြစ်နေရလူကြီးတွေက ဘယ်ကိုကြည့်မယ် ဒါတော့ပြောနေတဲ့ဟာကိုခဏခဏပြန်လို့ချက်လို့လား